အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်အပြင်ကိုကိစ္စတစ်ခုနဲ့ဒီမနေ့ခင်းပေါ့ဒီမနေ့ခင်းလေးထွက်လာရင်လည်းကျွန်တော် YouTube မှာဗီဒီယိုမတင်တာလဲကြာပြီပေါ့နော်မရိုက်လည်းမရိုက်ဖြစ်ဘူးရိုက်ဖို့လည်းတိတ်အာသီသမရှိတာနဲ့မရိုက်ဖြစ်ဘူးပေါ့နော်အခုဒါပေမဲ့ဒီနေ့တော့ကိစ္စတစ်ခုနဲ့အပြင်သွားရင်လည်းဗီဒီယိုတစ်ပုတ်လောက်တော့ရိုက်မယ်ပေါ့နော်ကျွန်တော်စိတ်ကူးလိုက်တာကြောင့်ကားရင်လာရင်လည်းပဲပေါ့ပါပေါ့နော်ပြောရတယ်ကျွန်တော်လည်းအပြင်းပြေပေါ့ပြောချင်တဲ့အကြောင်းအရာကတော့ဂီတာသမားတစ်ယောက်နဲ့ဂီတာသမားနဲ့ theory ပေါ့ဗျာဂီတာသမားလုပ်တဲ့လူတွေအားလုံးနဲ့ညီညွတ်တာပေါ့ဂီတာသမားလုပ်မဲ့သူတွေနဲ့ theory နဲ့အဲ့တော့သဘောတရားကတော့ဒီလိုပါပဲကျွန်တော်လက်တွေ့တီးခတ်နေတာတွေဖန်တီးနေတာတွေနဲ့ music theory နဲ့ကဘယ်လောက်အရေးပါလဲဘယ်လိုချိတ်ဆက်မှုရှိသလဲဆိုတဲ့အကြောင်းအရာလေးပါပဲအဲ့တော့ကျွန်တော်တို့က music ဆိုတဲ့အခြေခံ music သဘောတရားမှာကိုက theory ဆိုတာရှိနေတာဖြစ်တဲ့အတွက်အချို့ကပြောတာရှိရပါတော့ဒါ theory ကလောက်ကြီးအရေးမပါပါဘူးပေါ့ကိုယ့်ရဲ့စိတ်ဒီတိုင်းလွတ်လွတ်လပ်လပ်ဖန်တီးလိုက်တာပို့ပြီးတော့ဟိုဖြစ်တယ်ပေါ့လေဒါမှန်ပါတယ်ဆိုတာကဒီနေရာမှာတော့လက်လွတ်စပယ်တော့ပြောလို့မရဘူးပေါ့ဟိုက theory ဆိုတာကဂီတကိုလုံနေပြီဆိုကြတဲ့အတိုင်းနှုတ်တစ်လုံးလေးကောက်တီးလိုက်ပြီဆိုကြတဲ့အတိုင်း theory ကတော့ပါနေပြီလေနော် rhythm တစ်ခုတီးလိုက်ပြီ၄ပါးလောက်တီးလိုက်ပြီဆိုကြတဲ့အဲ့၄ပါးထဲမှာရှိနေတဲ့ rhythm တွေကကွာ theory ပဲလေနော်အဲ့တော့ theory ဆိုတာကသူ့ဟာသူ auto ကတ်ရက်ပါနေပြီးသားရှိနေပြီးသားဒါပေမဲ့ကျွန်တော်တို့က theory ကြီးကိုဇွတ်လိုက်ပြီးတော့ theory ပေတံကြီးနဲ့ဇွတ်တိုင်းပြီးတော့music တစ်ခုကိုဖန်တီးမယ်တိဆောက်မယ်ဒါမျိုးသာအရန်ကြီးမဖြစ်သင့်ဘူးလို့ပြောရမှာပေါ့နော်ပြီးတော့ theory ပေတံကြီးနဲ့သွားပြီးတော့နှလုံးသားမပါတော့လဲ music ကဖြစ်မလာဘူးပေါ့တကယ်တော့ music ကနံပါတ်1ကနှလုံးသားလာရမယ်နှလုံးသားလာတာဟိုမှာကျွန်တော်တို့ကဒီအုံနောက်နဲ့ပေါ့ကိုယ့်ရဲ့အတိတရားကိုယ့်ရဲ့ဘုဒ္ဓကိုယ့်ရဲ့လိလာထားတဲ့ပေတံနေနဲ့ theory music theory ပေတံနေနဲ့ကျွန်တော်တို့ကတိုင်းရတာရမှာဟိုဖြတ်ထုတ်စစ်ထုတ်ပေါ့နော်အဲ့ဒါပဲဖြတ်ညက်ကတ်လောက်ရမှာပေါ့နော်အဲ့တော့ theory ပေတံကြီးနဲ့ပဲတိုင်းပြီးနှလုံးသားမပါတော့လေကျွန်တော်တို့ကဂီတတစ်ခုကမပြီးပြနိုင်ဘူးပေါ့နော်အဓိက music ဆိုတာနှလုံးသားကလာမှနှလုံးသားနဲ့ဒီဆောက်မှသာလေ music ကလည်း music ဖြစ်မှာပါအဲ့တော့ theory တိုင်းသွားလို့တော့မရဘူးဒါကတော့ဟုတ်တယ် theory ပေတံကြီးနဲ့သွားလို့တော့မရဘူးဒါပေမဲ့ theory ကရေးမပါပါဘူးဆိုတာမျိုးကြလည်းမဟုတ်ပြန်ဘူးလေအဲ့တော့စောစောကကျွန်တော်ပြောသလိုဒီ music ကိုတစ်လုံးတီးလိုက်ပြီဆိုကြတဲ့ theory က auto ပါနေပြီသားဒီဟာ rhythm တစ်ခုတီးလိုက်ပြီဆိုကြတဲ့ theory ဖြစ်နေပြီ rhythm တစ်ခုတီးလိုက်ပြီဆိုကြတဲ့အတိုင်း theory ဖြစ်နေပြီကျွန်တော်တို့ chord တစ်ခုကင်လိုက်ပြီ chord တစ်ခုတီးလိုက်ပြီဥပမာရိုးတာမန် try ရဲ့ chord တစ်ခုကနေပြီးတော့ major 7တစ်ခုကင်လိုက်တယ်7 chord တစ်ခုကင်လိုက်တယ်ဆိုကြတဲ့အတိုင်းကဒါ theory ဖြစ်နေပြီအဲ့တော့ဂီတာသမားနဲ့ theory ဆိုတာကတော့ခွဲခြားလို့မရဘူးတချို့ theory ကိုလုံးဝမလိုအပ်ပါဘူးလို့ပြောတဲ့လူတွေကလည်းရှိတယ်နော်အဲ့ဒါကြောင့်မလို့ theory ဆိုတာကဘာပဲပြောကော့တစ်ခုဂွမ်းလို့ဂိုင်းလိုက်ပြီဆိုတော့အဲ့ထဲမှာ theory ရှိနေပြီသားလေဒီသုံးလုံးကိုဘာနဲ့တိစောက်ထားတာလဲဒါမသိချင်လို့တော့မသိချင်ရတယ်မရှိတာတော့မဟုတ်မသိချင်ဘူးကွာဒီသုံးလုံးကွာ C E G သုံးလုံးဒီ C ကော့ဖြစ်နေတာပဲလို့ဗဇက်ကပြောလိုက်ပြီဆိုရင် C E G သုံးလုံးပေါင်းဆိုတဲ့ theory ဖြစ်သွားပြီသုံးလုံးပေါင်းဆိုတဲ့အတိတရားကဒါ theory ဖြစ်သွားပြီဒီပေါ်မှာထပ်ပြီးတော့နည်းနည်းအောင်ထပ်ပြီးစဉ်းစားမယ်လို့ C နဲ့ E နဲ့ဒီ major third ဖြစ်တယ် E နဲ့ G နဲ့ဒီ minor third ဖြစ်တယ်စသဖြင့်ဒါကြတော့ဒုတိယနောက်ထပ်တစ်ခုထပ်ပြီးတော့လေ့လာရမယ်သိရမယ်အတိတရားဖြစ်သွားပြီပေါ့နော်အဲ့ဒီမသိဘူးဆိုရင်တောင်မှပဲကျွန်တော်တို့ကကော့တစ်ခုကနှုတ်သုံးလုံးပေါင်းထားတယ်ဆိုတာကတော့ဒါလူတိုင်းတမန်ကရှန်ကသိဘလူသိတော့သိနေကြတာပဲလေနော်နှုတ်ကော့သုံးလုံးဒီနှုတ်သုံးလုံးပေါင်းလိုက်မှကော့ဖြစ်တယ်ဆိုတာမျိုးကတော့သိတယ်အဲ့သုံးလုံးကော့ကို try ကော့ဆိုတာမျိုးသိချင်မှသိမယ်ဒါကတော့ခေါ်ပေါ်ပေါ့နော်ခေါ်ပေါ်နဲ့ဘုဒ္ဓစောစောပြောသလို C နဲ့ E နဲ့ဒီ major third ဖြစ်တယ် E နဲ့ G နဲ့ဒီ minor third ဖြစ်တယ်ဟော major chord မှာဆိုရင် major third နဲ့ minor third နဲ့ပေါင်းထားတယ်ဟော minor chord ဆိုရင် minor third နဲ့ major third နဲ့ပေါင်းထားတယ် minor third ကဘယ်ရလာ major third ကနေဆင်းသွားတယ် major third ကနေ short လိုက်တဲ့အတွက် minor ဖြစ်သွားအဲ့ minor third ဖြစ်သွားတဲ့အတွက် minor chord ဖြစ်လာတယ်ဆိုတာမျိုးကတော့ဒါဆက်ပြီးတော့လေးနဲ့တဲ့အပိုင်းရောက်သွားပြီပေါ့နော် theory ကိုတေချာလေးဟိုလေးလာသင်ကြားထားမှာပဲသိမှာပါတောင်းကတော့အဲ့လောက်ထိတော့သိမသိကြဘူးပေါ့နော် minor ဆို minor တချို့ဆိုရင်ကျွန်တော် note တွေနဲ့မှတ်တာရှိတယ်လေဒိုမီဆို minor ကွာဒိုမီဆို major ကွာ
မင်းဒီမိုင်းနာကွာ reminder ကွာ reminder မင်း refer လာကွာကျွန်တော်အဲ့လိုမျိုးတွေမှတ်တာကြတော့ဒါလူဘိန်းမှတ်ပေါ့နော်တေချာစနစ်တကျမှတ်မယ်ဆိုရင်အဲ့တော့ကြီးရှုပ်ထွေးစရာလည်းမလိုဘူး refer လာတသက်ဖြစ်နေတယ်ဒိုမာဆိုတာတသက်ဖြစ်နေတဲ့ minor မှာကိုကအဲ့လိုမျိုးမှတ်တာတွေကြတော့ကျွန်တော်ရှုပ်ထွေးလာနိုင်တယ်ပေါ့နော်အဲ့တော့ minor chord ဆိုတာဘယ်လိုတိဆောက်လဲ major chord ဆိုတာဘယ်လိုတိဆောက်လဲဆိုတော့တိဆောက်တဲ့အပိုင်းလေးတွေကိုတေချာကကနနကြာနာလိလာလိုက်မယ်ဆိုလို့ရှိရင်ဒီဟာတွေကဘာမှအခက်အခဲမရှိပါဘူးကောင်းကောင်းလည်းတည်သွားနိုင်တယ်ကိုတီးရတဲ့နေရာမှာလည်းရဲစရဲနဲ့ဟိုတိတိကျကျရဲတင်းတင်းပေါ့နော်ရဲစရဲဆိုတာတိတိကျကျရဲတင်းတင်းပို့ပြီးတော့တီးလို့ပိုကောင်းသွားတာပေါ့တချို့ကကျတော့ music theory အခြေခံနဲ့ပတ်သက်လို့ဘာမှမသိဘူးတီးတော့တီးတတ်နေတယ်တီးတတ်နေတယ်သူတီးတတ်တဲ့အထက်မှာက theory ရှိနေတယ်ဆိုတာလည်းသူမသိဘူးတော့သူလုံးလိုက်တဲ့ဥစ္စာတွေက theory စံတယ်ဆိုတာမျိုးကိုလည်းမသိလိုက်ဘူးမသိလိုက်ဖဲနဲ့သူကလှုပ်သွားတာပေါ့ဒါကြတော့သူကသူ auto ပေါ့သူ့ရဲ့ဗီဇသူ့ရဲ့ပါရမီမှာကိုကဒီ music ရဲ့ sense ကိုသဘောပေါက်နားလည်နေတာဖြစ်တဲ့အတွက် theory ကိုသိလို့လှုပ်လိုက်တာတော့မဟုတ်ဘူးဖန်တီးလိုက်တာတော့မဟုတ်ဘူးဒါပေမဲ့ theory စံနေတယ်ဥပမာကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့စံရဥချစ်ဆွေပေါ့နော်ဒါမြန်မာတန်ဘက်မှာဆိုစံရဥချစ်ဆွေကအထူးထူးခြားခြားနဲ့တကယ်အင်တန်ထက်မြက်တဲ့စံရဆရာပညာရှင်တစ်ယောက်ပါမလို့နော်နောက်တီးရတာလည်းတော်တယ်အရှင်းကြီးလည်းတော်တယ်တီးတာလည်းတော်တယ်ဆိုတာလည်းကောင်းတယ်သူကဂီတမှာဖက်ဖက်ကထူးကြွတယ်ပေါ့နော်အဲ့တော့ဆရာဦးချစ်ဆွေဆိုလို့ရှိရင်ကျွန်တော်တို့ကြားဘူးတာပေါ့နော်ကျွန်တော်ဆရာတွေအစင်ဆက်တွေပြောခဲ့တာတွေကျွန်တော်စီနီယာတွေပြောခဲ့တယ်ကျွန်တော်တို့နဖူးတွေတူတွေတော့ဆရာနဲ့တခါမှဆရာဦးချစ်ဆွေနဲ့တခါမှမကြုံခဲ့ဘူးပါဘူးသို့တော့သူဖန်တီးထားတာတွေကျွန်တော်တို့နားထောင်ရတယ်လေ့လာရတယ်လှုပ်စီရေးကြတယ်တော့လိုက်ပြီးတော့အတူယူတိခတ်ကြတယ်အဲ့နေရာမှာဘာသွားတွေ့လဲဆိုတော့ဆန်နီယာဦးချစ်ဆွေကကျွန်တော်တို့စီနီယာတွေဆရာသမားတွေပြောတာက तू က notes မတက်ဘူးလို့ပြောတယ်notes လည်းမတက်ဘူးနောက် theory လည်း तू မသိဘူးဒါပေမဲ့ तू ဖန်တီးထားတဲ့အထဲမှာ chord တွေပေးတာတွေပါတယ် key တွေချိန်သွားတာတွေပါတယ်နောက် key တွေ modulation လုပ်ပြီးတော့ဖန်တီးထားတဲ့သချင်းတွေပေါ့ဥပမာမြန်မာသမားဆိုတနေ့တော့မောင်ပြန်လာပြီဆိုတဲ့သချင်းတွေဆိုရင် key 2 key နဲ့တီးထားတယ်နော် key 2 key modulation လုပ်ပြီးတော့တီးထားတယ်ပြီးတော့ရင်နောက်ပါလဲနောက် तू တန်စင်ရှာပြီးတဲ့တချင်းတွေပေါ့နော်ဒီတန်တင်ချပြီးတဲ့တီးကြီးကတော့ဥမာမောင်ကျော်စောဖြစ်ခြင်းဖြစ်မှာပေါ့နော်ဒီအလွန်သချင်းရေးတဲ့မောင်ကျော်စောဘာညာဖြစ်ခြင်းဖြစ်မယ်သူကတန်တင်ချပြီးတဲ့တချို့တချင်းတွေမှာလည်းအဲ့လိုပဲ key modulation လုပ်ပြီးတော့တီးထားဆိုထားတဲ့တချင်းတွေရှိတယ်အများကြီးပါပဲသူကမတက်ဖဲနဲ့သူကဘာဖြစ်လို့ theory မသိဘဲနဲ့သူဘာဖြစ်လို့ဒီလိုလုပ်နိုင်လဲဆိုတာမေးစရာဖြစ်တာပေါ့နော်အထာလဲကြာနေတယ်သူနဲ့ဆိုင်ရင်စန္ဒယာဦးလက်ထွက်က theory လည်းသိတယ် notes တွေလည်းလေ့လာတယ် international notes ကိုလည်းသူကအကျွမ်းတဝင်ရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီလိုကြားဘူးတယ်ကြားဘူးတော့ဦးလက်ထွတ်တော့တောင်မှပဲဒီစန္ဒယာဦးချစ်ဆွေကိုဟိုဒီဖန်တီးထားတဲ့ music ပေါ်မှာသူတို့တတိထားရလောက်တဲ့အထိဖြစ်ခဲ့တယ်ပေါ့နော်ဒါဦးချစ်ဆွေရဲ့ဒါပါရမီပေါ့ဦးချစ်ဆွေရဲ့ထက်မြက်မှုပေါ့နော်ဒီဂီတပေါ်မှာထက်မြက်ထူးချွန်ထက်မြက်မှုပေါ့အဲ့လိုမျိုးသချင်းတွေအများကြီးပဲစန္ဒယာဦးချစ်ဆွေမှတော့မဟုတ်ဘူးအဲ့လိုမျိုးသချင်းတွေဒါပေမဲ့စန္ဒယာဦးချစ်ဆွေကစောစောပြောသလို music theory ကိုတိတ်မသိပဲနဲ့ဒါမျိုးတွေလုံနိုင်လဲဆိုတာကိုဟိုပြောပြတာပါတော့သူဖန်တီးရဲ့ brown land လို့ပါလို့ဆိုလဲဒီလိုပဲအများကြီးပဲနော် key တွေနောက် shape tone တွေ half step တွေထည့်ထားတာတွေ chromatic ဟို ski တွေထည့်ထားတာတွေတော့သူ့ရဲ့စန္ဒယာပေါ်မှာတည်တဲ့ဖြန့်ကျက်မှုကအများကြီးကျေပြန့်တယ်အများကြီးကျေပြန့်တယ်ဗျတော်တော်လေးဆရာဦးချစ်ဆိုတော်တော်မိုက်တယ်ပေါ့နော်သူသချင်းတွေပြန်လာထောင်ကြည့်ရင်သိမှာပါသူ့ရဲ့နောက် chord တွေလိုက်တာတွေနောက်ဒီ chord ထောက်လိုက်တာတွေသူဆိုရင် chord ဆိုတာဘာမှတော့သိတာမဟုတ်ဘူးဒါပေမဲ့ဒီ chord ကိုဒီလိုထောက်ရင်လိုက်တယ်ဒီလိုထောက်လိုက်လို့ရှိရင်ပို့ပြီးတော့ power ကောင်းတယ်အားကောင်းလာတယ်ဆိုတာမျိုးကိုသူ့စိတ်မှာအလိုလိုသိနေတာပေါ့နော်အဲ့လိုမျိုး power တွေသိနေတာမျိုးကတော်တော်ထူးဆန်းတာပေါ့နော်ဒါကတော့ထူးထူးကဲကဲဖြစ်လို့ပြောပြတာပါ theory ဒီ music theory လည်းမသိဘူး notes တွေပါရင်လည်းမတတ်ပဲနဲ့ဒီလိုမျိုးဖန်တီးနိုင်ခဲ့တယ်ဆိုတာကိုပြောပြတာပါအဲ့တော့ဒါပေမဲ့သူဖန်တီးတာ theory ဆန်နေတယ်မသိရင်ရောအဲ့လိုမျိုးဖန်တီးလို့မရဘူးလားသူတောင်အဲ့လိုဖန်တီးခဲ့သေးတာပဲပေါ့နော်ရ
ရပါတယ်ဖန်တီးလို့ရပါတယ်ဒါပေမဲ့တေချာတိလိုက်ရင်တော့စနေဥချစ်ဆိုတာ music theory ဒါတိခဲ့မယ်ဆိုရင်ဒီတက်ပို့ပြီးတော့ပြောင်မြောက်တဲ့ music တွေဖြစ်လာမှာပေါ့ဗျာထပ်ပြီးတော့ဖြစ်လာနိုင်တာပေါ့နော်ဒါပေမဲ့ခုသူကတော့နှလုံးသားတည်တတ်တဲ့ theory ဆန်သောတခြင်းများဖန်တီးခဲ့သူပေါ့အဲ့လိုမျိုးပြောရမှာပေါ့နော်သူနှလုံးသားနဲ့သူ့ရဲ့ကြာဘူးနာဝရှိရတယ်သူဘယ်လောက်နားထောင်ထားမယ်တခြားတွေလည်းနားထောင်ထားမယ်သူနားထောင်ထားတာတွေနဲ့ဆက်ဆက်ပြီးတော့သူဖန်တီးလိုက်တဲ့တခြင်းမျိုးတွေပေါ့ဒါမျိုးတွေပေါ့အဲ့တော့ပြောချင်တာတော့ဘာဖြစ်ဖြစ် theory တွေကတော့သင်ကြားထားတာကတော့လိလာထားတာကတော့အကောင်းဆုံးပါပဲကိုက theory တိုင်းကြီးလှုပ်ချင်းမလှုပ်ချင်းဆိုတာကတော့ကိုယ့်ရဲ့ဒီဖန်တီးတိဆောက်တဲ့နေရာမှာနှလုံးသားနဲ့ theory နဲ့ချင်းချင်းပြီးတော့လုပ်တဲ့ပုံမှာပဲမူတည်ပါတယ်နော်ဘယ်မှာပုံတွေကကြကြီးနှလုံးသားကြီးပဲလဲသွားလို့မရသလို theory ကြီးပဲလဲသွားလို့တော့လည်းမရဘူးပေါ့နော်နှလုံးသားကြီးပဲသွားပြီးတစ်ချက်အချိုးမကြဘူးဆိုရင်တော့လည်းမဟုတ်ပြန်ဘူးပေါ့ကြောင့် theory ပြည်တိုင်းကြီးနဲ့သွားတိုင်းနေပြီးတော့တောင်းတောင်းကြီးဖြစ်နေပြန်တော့လည်းမဟုတ်ပြန်ဘူးပေါ့အဲ့တော့ဘာပဲဖြစ်ဖြစ်မျှတပြီးတော့သွားတာကတော့အကောင်းဆုံးပါပဲအဲ့တော့ theory ဆိုတာမလေ့လာဘူးလားလေ့လာမလားဆိုလေ့ကိုလေ့လာမှာ theory ကတက်ကိုတက်ထားမှာ theory ဒီ basic မဟုတ်ဘဲနဲ့ကိုအဲ့လို deep ဖြစ်တဲ့အထိပေါ့နော်နည်းနည်းဖြစ်တဲ့အထိဒီသေချာကိုလေ့လာတတ်မှာအတိုင်းအတာတစ်ခုဒီလေ့လာပြီးဆိုရင်တောင်မှပဲကိုကဖန်တီးတိဆောက်တဲ့နေရာမှာကျေပြန့်လာနိုင်ပါတယ်ဟောဒါပေမဲ့လည်းကျန်တာတဲ့ကိုယ့်ရဲ့အည်သွေးနဲ့လည်းဆိုင်တာပေါ့လေကိုယ့်ရဲ့လူပညာအည်သွေးနဲ့လည်းဆိုင်တာပေါ့ theory တွေလည်းတက်တယ်ဟိုဘယ်လိုပြောရမလဲကိုယ်မှာတီးနိုင်တဲ့ power တွေလည်းရှိတယ်သို့သောဖန်တီးတိဆောက်တဲ့နေရာမှာအားနေရင်တော့လည်း music ဆိုတာတော့ဖြစ်လာမှာတော့မဟုတ်ဘူးပေါ့ဗျာဒါဟိုကျွန်တော်တို့စောက်ဦးတွေစောက်တဲ့ပိသုကာတွေလို့ပေါ့သူတို့မှာကျောင်းပညာပိသုကာပညာရေးလည်းတက်လာတယ်ဒီပိသုကာပညာရေးနဲ့ပတ်သက်တဲ့ theory တွေလည်းသိတယ် formula တွေသိတယ် formula တွေလည်းအကုန်သိတယ်ဒါပေမဲ့သူ့ရဲ့ဖန်တီးတိဆောက်တဲ့အည်သွေးညံ့ဖြစ်နေတော့သူစောက်တဲ့အဆောက်အဦကလှပမှာတိတ်လှပမယ်လို့မဟုတ်ဘူးပေါ့ဗျာဒီပုံစံမှာပဲအဲ့တော့ဂီတကလည်းဒီလိုပဲဂီတမှာထူးချွန်တဲ့ထက်မြက်တယ်ဟုတ်တယ်တော်တယ် theory လည်းကောင်းသိတယ်ဒါပေမဲ့ဖန်တီးတဲ့နေရာမှာဒီနှလုံးသားကိုတစ်ဖက်လူရဲ့နားဆင်တဲ့ဒီ audience ရဲ့နှလုံးသားကိုရောက်အောင်မဖန်တီးနိုင်ဘူးဆိုရင်တော့ဒါကသူ့ရဲ့အည်သွေးကလိုအပ်နေသည်လို့ပေါ့နော်အည်သွေးရဲ့ဘယ်လိုပြောရမလဲလိုအပ်နေမှုတစ်ခုအဲ့ဒါလည်းနည်းနည်းလေးအရေးကြီးပါသေးတယ်နော်ရာအကုန်လုံးတော်နေတိုင်းလည်းမဟုတ်ပြန်ဘူးညာတက်နေတိုင်းလည်းမဟုတ်ပြန်ဘူးကျန်တာကတော့အစွမ်းစားတစ်ခုကလည်းတက်မမြင်နိုင်တဲ့အစွမ်းစားတစ်ခုကလည်းရှိနေတယ်ကျွန်တော်တို့ music မှာကတော့ပို့ပြီးတော့နည်းတာပေါ့နော်ဂီတဟာလူတစ်ယောက်ရဲ့နှလုံးသားကိုသိမ့်ပိုင်နိုင်မှုဆိုတာလွယ်တော့မလွယ်ဘူးဆိုတာပဲဖြစ်ဖြစ်ကျွန်တော်တို့တီးတာပဲဖြစ်ဖြစ်ပေါ့ဘလောက်ကြီးပဲတော်နေတေးအောင်တော်နေတိုးမပေါက်တဲ့လူတွေလည်းအများကြီးပဲအဆိုတာပဲဖြစ်ဖြစ်တီးတာပဲဖြစ်ဖြစ်အရန်တော်တယ်အရန်ကောင်းတယ်ဒါပေမဲ့တော်တိုင်းလည်းလူရမဝင်မြန်မှုဗျာအဲ့လိုမျိုးရှိတယ်ဒါဟိုရိုင်းပြောရတော့လူရမဝင်ဘူးပေါ့ဗျာအဲ့လိုမျိုးပေါ့ဟောတိတ်မတော်ပေမဲ့လည်းလူရဝင်ပြီးတော့ခြေပြန့်လှုပ်ရှားနေတဲ့လှုပ်ရှားခွင့်ရနေတဲ့လူပညာသမားတွေလည်းအများကြီးရှိပါတယ်အဲ့တော့ဒါတွေကတော့ပြောရတာခက်ပါတယ်ပြောချင်တာကတော့ theory နဲ့လက်တွေ့တိခတ်မှုမှာဒါ theory ရာဒီလက်တွေ့တိခတ်မှုပေါ်မှာဘယ်လောက်အရေးပါလဲဆိုတာကတော့ဖန်တီးတိဆောက်တဲ့အပေါ်တွေမှာရောလက်တွေ့တိခတ်နေတဲ့နေရာမှာပါ theory နဲ့နည်းနည်းရှင်းပြီးတော့သွားမယ် theory အသိလေးတွေနဲ့သွားမယ်ဆိုလို့ရှိရင်တော့တယောက်နဲ့ကိုမှဘယ်မှာ၄ယောက်တီးတယ်ဆို၄ယောက်လုံးကလည်း theory ကိုတကယ်မပါသိထားကြတယ်အခြေခံ theory အားလုံးသိထားကြတယ်ဆိုရင်အဲ့ဒါအရန်တီးလို့ကောင်းပါပြီတယောက်နဲ့ချိတ်ဆက်ပြီးတော့တီးခတ်သွားရတယ်ပေါ့နော်ကော့တစ်ခုပေါင်းနေဆိုရင်တော့မှပဲကိုကော့တစ်ခုကိုဖန်တီးလိုက်တယ်ဆိုရင်ဟိုဘက်ကလည်းတန်းပြီးတော့ကြားပြီးတန်းတီးသဘောပေါက်ပြီးတန်းလိုက်လာတာမျိုးပေါ့နော်အဲ့ဒါမျိုးဒါထူးခြားမှုတွေဖြစ်လာမှာပေါ့ကိုတယောက်တည်းပဲသိနေတယ်ဂျန်တဲ့လူတွေက theory ကိုလည်းသိနားမလည်ကိုဘာလုပ်နေမှလည်းမသိဘူးဆိုတော့အဲ့ဒါဘာမှဖြစ်လာမှာတော့မဟုတ်ဘူးပေါ့နော်တကယ်တော့အဲ့လိုမျိုးတွေ theory လေးတွေနည်းနည်းပါးပါသိထားမယ် theory basic theory ဒီ
intermediate လောက်ပေါ့ဗျာ theory မှာကို intermediate လောက် play လေးတည်ထားရင်ကိုပဲမဆိုးပါဘူးအရန်ကြီးထဲထဲဝင်ဝင်ကြီးမလေးလာဖြစ်ဘူးမလိုက်စားဖြစ်ဘူးဆိုသည့်တိုင်အောင် intermediate level လောက်ထိပေါ့ intermediate level ဆိုတာအတန်အသက်ပေါ့နော် theory ကိုအတန်အသက်သိတယ်ဆိုရင်တော့ပဲကျွန်တော်လက်တွေ့တီးခတ်တဲ့နေရာဖန်တီးတိဆောက်တဲ့နေရာတွေမှာလည်းပြောအောင်လုံးဝ plain ကြီးဘာမှမသိတဲ့ plain နဲ့ဆိုင်တော့အများကြီးကောင်းသွားပါပြီတော့အဲ့တော့ theory ဆိုတာကတက်တက်မှာလေ theory ဆိုတာဂီတာသမားနဲ့ခွဲခြမ်းစိတ်ဖြာလို့မရပါဘူးကျွန်တော်တို့ဖန်တီးတိဆောက်တဲ့နေရာမှာ theory လေးနဲ့အတူတူတွန်းတွဲပြီးတော့ဖန်တီးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းမွန်တဲ့ music တွေဖြစ်လာနိုင်ပါတယ်ဆိုတာလေးပြောရင်းနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်အဲ့တော့ပြောရင်းတဲ့အကြောင်းအရာတွေကခြုံမိရင်ခြုံမိမယ်ခြုံမိကြမှာလည်းခြုံမိရပါတော့တွားရင်လာရင်လည်းကောင်းတဲ့ပေါ်လာတွေရောက်ပြောနေရဆိုတော့တချို့အကြကျွန်တော် memory မကောင်းဘူးညာတချို့ဥမာတချင်းတွေကျွန်တော်တိတိကျကျပဲတချင်းတွေဆိုမှလို့ဆိုကျွန်တော်အဲ့လိုမမိဘူးတချင်းတွေကကျွန်တော်ကြားရင်တော့သိဘူးတချင်းကောင်းစင်တွေပဲမေ့နေတာရှိတယ်အဲ့လိုမျိုးတချင်းတွေလည်းရုပ်တရက်ဆိုကောင်းနေရမှာပေါ်ဘူးပေါ့နော်အဲ့ဒီတော့တချင်းတွေကိုတိကျကျပြောမပြနိုင်တာတော့ခွက်လက်ပါโอเคပါအားလုံးကျေးဇူးတင်ပါတယ်